ရှိတော့ဆရာဝန်မလေးမနဲ့တော့မိုးလေးလိုက်ပဲမနဲ့မိုးလေးလိုက်ဆိုငါသုံးဆက်တိုင်းမယ်အဲ့စီရုံကိုတွားရတော့မှာပဲတော့မကြပါဘူးငါဆရာဝန်မပဲ哦စောကျမတော်လိုက်ရတယ်ညနေတက်တိုက်တွားလိုက်ပါအောင်မယ်အော်ငါလည်းမားလာပြီညနေတက်တိုက်လိုက်အောင်မယ်ညနေတက်လိုက်ပါအောင်မယ်ကမျက်နှာလေးတက်ပြီးဆိုငါချိုးလိုက်မလားမသိဘူးဒီချိုးလိုက်ရမလားဒီချိုးလိုက်ပါမယ်ဒီချိုးအင်ဂျီလေးလဲလာအောင်မယ်ကဲရေချိုးအင်ဂျီလေးလဲပြီးတော့ဆိုတော့ရေချိုးတော့မယ်ကဲရေချိုးလိုက်ပါအောင်မယ်ရေလေးရေချိုးပြီးတော့အခါငယ်လေးချိုးပြီးတော့ဆိုတော့အင်းလေးပါလက်တက်လိုက်ပါအောင်မယ်ငါလည်းအင်းတက်တာကြာဆိုအင်းတက်လိုက်အင်းတက်ပြီးတော့အင်းလက်တက်ပြီးတော့ဆိုတော့အင်းယူစားလဲတော့မယ်ဒီနေ့ကိတ္တနာပြအင်းလေးဝတ်ပြီးတော့ဆိုတော့မမကလေးစားလိုက်ပါအောင်မယ်အော်တကောဆင်းလာအောင်မယ်စကားပြပုံလေးတယ်ပနော်ဒီနေ့ဒီမှာလေဒီနေ့စကောင်းရှိတယ်ဒီမှာလေပြန်လို့ပါရှင်ဆရာကလည်းပြောတာကလာတယ်ဒီမှာလိမ္မော်တီလေးရရှိတာပဲလိမ္မော်တီလေးပဲစတော့လိုက်တော့ကဲလိမ္မော်တီလေးစပြီးတော့စတော့လိုက်ပါမယ်ဒါပေမဲ့အချိန်ကတော့အများကြီးဆိုပါသေးတယ်တော့အချိန်ကအများကြီးလို့တည်းဆိုတော့ငါဒီနားလေးမှာစီကျက်ဆရာရွှေစီလေးပြန်ကျက်လိုက်ထားအောင်မယ်ကျက်ဆရာရွှေစီလေးရဲ့မဆရာရွှေစရင်နေရဲ့မှတ်တည်းရဲ့မဘီတာအခါကျက်ဆရာရွှေစီနဲ့မဆရာရွှေစီနဲ့လောက်ပြီးတော့ဆိုလို့ရှိရင်တော့ငါပြီးသွားပြီပဲငါပြီးသွားပြီဆိုတော့ပေါ့မငါဒီအခန်းကိုအိမ်ရင်ကောင်းမှာအဲ့အခန်းလေးမှာငါအိမ်ကောင်းမှာစဉ်းစားနေရဲ့တပည့်ငါအခန်းမှာပဲအိတ်တော့မယ်လေဒီအခန်းကငါအခန်းဆိုနေအိတ်တော့ပါဘူးတော့ခုအတွက်ကတော့အချိန်ကြီးကအများကြီးကိုလိုသေးရထိုင်လိုက်အောင်မယ်ထိုင်တော့ပါဘူးအပေါ်တက်ကဝရဏလေးမှာပဲကြည့်လိုက်တော့မယ်ကဲတော့ကောင်းနေငါစေနိုင်မှသွားမှာဆိုတော့တို့လိုပါသေးရဲ့တစီငါသွားပါမယ်ဝရဏလေးမကြည့်မယ်ပြင်မကရှုကင်းလေးတော်လေးကိုမှမိုက်တာပဲငါအကျိတ်ကလေးပဲထိုင်တော်လေးမိုက်တာပဲငါရဲ့တိုက်အိမ်ကြီးရောအရန်တာရတဲ့နေရာလေးမှာငါရဲ့တိုက်အိမ်ကြီးလာဆောက်ထားတာအရန်ကိုမှအဆင်ပြေတာပဲကဲဘယ်နှနိုင်ထွေးလည်းမသိပါဘူးတကြည့်လိုက်အောင်ကဲတကြည့်လိုက်ပါအောင်မယ်ရှိပြီပဲ10နာရီ6မိနစ်ရှိသွားပြီဆိုတော့ငါဒီနေ့အောက်ထပ်မှာပေါ်တက်ကပဲလုံကြုံပါတယ်ဒီနားမှာလည်းအိပ်ဖို့နေရာတော့လည်းအများကြီးရှိတယ်ငါပဲနေပဲအိပ်ရတယ်ဒါမှမဟုတ်အခန်းမှာပဲအိပ်တော့မယ်ကဲအောက်ထပ်ဆင်းတော့မယ်အောက်ထပ်ဆင်းလိုက်အောင်မယ်အောက်ထပ်ကိုလည်းရောက်သွားပြီဆိုတော့ငါတက်စီကိုဖုံးဆက်လိုက်ပါအောင်မယ်ကဲဟယ်လိုတက်စီရေအခုကျမကိုလာခေါ်လို့ရရင်နော်ဟုတ်ကဲ့ခဏနေကြရင်တက်စီလေးလာခေါ်မှာဆိုတော့ဒီမှာတက်ဆောင်နေလိုက်ပါမယ်ဒီမှာတက်ဆောင်နေလိုက်ပါမယ်ပြရမစထိုင်ပါမယ်တော်လေးမိုက်တာပဲညနေကြလို့ရှိရင်ဒီနားမှာလာပြီးရီလာဖို့ရမယ်လေငါစင်းမိသွားပြီဒုက္ခပါပဲနောက်ထပ်တထဲတော့ဝေးရတယ်ငါလည်းအလကားဒုက္ခပါပဲငါလည်း
ငယ်တော့လေဒီပေါ်ခုံချနေကြဆိုတော့တော်လေးခုံကောင်းတယ်ပြန်တက်လိုက်အောင်မယ်အော်တစီလေးလာခေါ်စမှာတက်လိုက်အောင်မယ်ကဲတက်ပြီးတော့စုံတော့အောင်မယ်ပြိုင်မဒီနေ့ကအစင်တော့ပြေးပါရဲ့ဟဲ့တော့ငါလည်းလမ်းနေမှားလာပြန်ပြီငါလည်းဒီမျိုးကိုရောက်တာတိတ်လမ်းကြသေးဘူးဆိုတော့ငါလမ်းနေတိတ်မသိဘူးငါငယ်တော့ဒီတိုက်ပေါ်ခုံကြဘူးရဲ့ဆိုတာငါတို့ရွာကတိုက်ကိုပြောတာလေတိုက်ကိုပြောတာကဲတော်လိုက်ပါအောင်မေကွေးလိုက်ပါအောင်မေဘိုက်ဆိုင်စားဖို့ဒီမားကကိုင်မောင်လေးဝယ်လိုက်ပါအောင်မေကဲခဏလေးပါနော်တစီခဏကျမမဝယ်လိုက်ပါမယ်နော်ဟုတ်ကဲ့အမကြီးမဝယ်လို့ပါတော့မပြောဘူးအမဝယ်ချင်တယ်မဟုတ်ဒီမှာဝယ်တော့ရနော်ကဲပါဘာလို့စောင်းကောင်းမလဲsushi where right ball liver where like to me mai chama right got to be bana okay ya ba bi no ma okay just okay ba no ma just bye okay ba okay le bi do so to ba me okay ta si ma lo ya ba bi no ဟုတ်ပါပြီဗျာမမလေးကအဲ့စေးရုံမှာလောက်တာဘယ်နှစ်လောက်ရှိလဲဆိုတော့တစ်နှစ်လောက်ပဲရှိသေးတယ်ဆိုမမလေးကဒီမြို့ကြီးထဲမှာဘာရှိလဲဆိုတော့တိတ်တိမှာမဟုတ်သေးဘူးလို့ထင်နေကျွန်တော်ဟုတ်ကဲ့ဟုတ်တယ်ရောက်ပြီနော်မမလေးဟုတ်ကဲ့ကျွန်တော်ပြန်နော်မမလေးဟုတ်ကဲ့ပါကဲတော့ပါမယ်ဆရာလေးနည်းနည်းနောက်ကျသွားရလို့ထင်နေရှင်လေကျမဒီဘာမှလည်းလေမိုတီးရလေစားနေရဆိုဖြစ်လို့မမများမကျသွားရဲ့ရပါရဲ့တော်လိုက်ပါအမေဒီနေ့ခေါ်ပြဒီတော့ပါဟဲ့ခရမ်းပြဘာလို့လဲနားလေ30လောက်နဲ့လေငါကောက်တာမှာပတ်စံရှင်ရတူဆိုဒီပါဟဲ့ဒီနေ့နေအရင်လှလာရင်နော်နင်းတယ်တော့ပြောနေဘာဝယ်လာငါလိုက်ပေါ်ဝယ်လာလေငါစောင်းမလားစားတော့ပါဟဲ့မလေးငါဆူရှီလာဒီကြောင့်ငါတို့တူတူစားကြမယ်နော်အေးကဲတော့ငါအခမ်းမှာတော့အခမ်းဒီပထမအခမ်းမှာဆိုတော့ရပ်ပြီလားနင်းဖြူရပ်ပြီလူနာအချင်းနေဘလို့နေလဲလူနာကောင်းတော့ကောင်းပါရဲ့တမစစ်တလုံးမဖြူအောင်မယ်နေမဲထိုးပေးလိုက်တော့နော်အေးနင်းတော့ဆိုအေးပါငါ right ပေါ်ဝယ်လာတယ်ညနေကျတူတူစားကြမယ်ငါလည်းဘာမှပါမလားဆိုအေးငါလည်းနည်းနည်းကြွေးရမယ်နော်ဒီပါဟဲ့ဖြူနေတယ်ဒါကအဆိုရှင်ငါပဲထိုးပေးလိုက်တော့မယ်နော်လူနာအစင်ပြေလားဖိုးအစင်ပြေရပါတယ်အစင်ပြေပါတယ်သူနာပြစမဆေးမိမဲ့ထိုးလိုက်ပါနော်ကျွန်တော်ကကြီးတာကြီးနေဆေးတော်ကြောက်သေးဗျဟုတ်ကဲ့ပါဖိုးရဲ့ထိုးပေးပါမယ်နော်ကဲဆေးထိုးပေးတယ်နော်ဖိုးကောအနားယူလိုက်ပါနော်ကဲစင်လို့ထိုးပေးတယ်ဆိုငါလည်းငါတော့တမယ်နည်းလုံးအေးကဲနောက်ပဲဒီလိုမျိုးစိတ်ဝင်စားစရာဆာကူလာပမင်းလေးကိုကြည့်ချင်တော့ညီမရဲ့ဒီဆာကူလာ switch တဲ့ subscribe လုပ်ခဲ့ကြတဲ့ချမရဲ့ဒါနဲ့နော်ဒီလိုမျိုးဆေးရုံဆော့လို့ရှိရင်ဒီမဲ့ဒီခုံလေးကလှည့်လို့ရနော်ကြည့်အမဒီနေ့ကဒီလောက်ပါပဲ